啊，气让不气啊？有人，没来今天拍给他亚大起来，晓得啦。雪宝，你估老不生你变你吧啦？罢了，你妈咪啊，你又不生么别了啦？给问个吧。大哦，妈咪 surprise ကိုစီစဉ်ထားတယ် surprise မရတို့တမီလာလို့မမြင်ရောလောလောမယ် ဒီစိတ်ထိုင်မှာဟိုစိတ်ချနော်မောင်မင်းကိုလက်ဖျားနေတော့မထီတော့တွေးကြ သူစိမ့်ဇာလန်ဟာစင်ရက်ပင်မဲ့စိတ်တက်မှကြော်တဲ့မင်္ဂလိခင်ချိုကအလုံးနဲ့ဘဝတစ်ကိုရှာဖို့ရန်ကုန်မြို့ကိုရောက်လာရကနေစတင်ပါတယ်။သူမဟာအခက်ခဲမျိုးစုံကိုရင်ဆိုင်ရင်းတငယ်ချင်းအသက်တွေရရှိလာတယ်လို့နာမည်ကြီးတရုတ်ဆောင်ဝင်းရံခါနဲ့လည်းမကြာခဏထိတိုက်တွေ့ဆုံရပါတယ်။အစာပိုင်းမှာနှစ်ယောက်သားနားလည်မှုလွဲမှားမှုတွေအငင်းကွာမှုတွေရှိခဲ့ပေမဲ့အချိန်ကြာလာတဲ့နဲ့အမျှဝင်းရံခါကခင်ချိုရဲ့ရိုးသားမှုနဲ့စိတ်ကောင်းကိုမြင်လာပြီးသူမပေါ်အထူးခံစားချက်တွေဖြစ်ပေါ်လာပါတယ်။တစ်ဖက်မှာတော့ရွှေပုံနဲ့သူမရဲ့မိသားစုကခင်ချိုကိုအောက်တန်းကျသူတရားအဖြစ်မြင်ပြီးအမြဲတမ်းနှိမ်ချဆက်ဆံကြတယ်လို့ဝင်းရံခါနဲ့နီးကပ်လာတာကိုလည်းမကြည်မနှက်ဖြစ်နေကြပါတယ်။ခင်ချိုရဲ့အတိတ်မှာတော့သူမမတည်သေးတဲ့မိသားစုရှုဝတ်ချက်ကြီးတစ်ခုရှိနေပြီးသူမရဲ့မိခင်တေဆုံးမှုဟာလည်းတာမန်မဟုတ်ပဲအမှန်တရားတစ်ခုဖုံးကွယ်ထားတာဖြစ်နေပါတယ်။တဖြည်းဖြည်းနဲ့ခင်ချိုဟာသူမရဲ့အမှန်တကယ် such meet ချမ်းသာတဲ့မိသားစုနဲ့ဆက်နွယ်မှုတွေအမွေဆိုင်ရာပဋိပက္ခတွေမုန်းတီးမှုတွေနဲ့ရင်ဆိုင်လာရပြီးဝိညာဉ်ခါကလည်းအချစ်ကျေးဇူးတရားနဲ့မိသားစုဖိအားတွေကြားမှာခက်ခဲတဲ့ရွေးချယ်မှုတွေလုပ်ရတဲ့အခြေအနေကိုရောက်လာပါတယ်။ဇလန်းတစ်ချောင်းမှာအချစ်တစ္ဆာဖောင်မှုလူတန်းစားကွာဟာမှုမိသားစုရှုဝတ်ချက်နဲ့အတိတ်ကအမှန်တရားတွေတဖြည်းဖြည်းပေါ်ထွက်လာပြီးခင်ချိုဟာအားနည်းတဲ့မိန်းကလေးတစ်ယောက်ကနေကိုယ့်ဘဝကိုရပ်တည်နိုင်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲလာတဲ့ခရီးစဉ်ကိုဖော်ပြထားပါတယ်။ခင်ချိုဟာရန်ကုန်ကိုရောက်လာပြီးနောက်အလုပ်အကိုင်နဲ့နေထိုင်စရာအတွက်အခက်ခဲများစွာကိုရင်ဆိုင်ခဲ့ပေမဲ့စုမေလိုတငယ်ချင်းကောင်းတို့ရဲ့အကူအညီနဲ့ဘဝသစ်ကိုစတင်နိုင်ခဲ့ပါတယ်။သူမဟာစားတောက်ဆိုင်မှာအလုပ်လုပ်ရင်းနေ့စဉ်ဘဝရဲ့ပင်ပန်းမှုတွေကိုကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးလူတန်းစားကွာဟာမှုငွေကြေးပြဿနာနဲ့လူမှုဖိအားတွေကြားမှာကိုယ့်ကိုယ်ဒိတ်ခါကိုထိမ့်သိမ့်ဖို့ကြိုးစားနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနာမည်ကြီးမင်းသားဝင်းရံခါနဲ့မတော်စားတွေ့ဆုံမှုတွေဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။အစားပိုင်းမှာတော့နေအောင်လုံးရဆက်ဆံရေးဟာအငင်းပွားမှုတွေနဲ့စတင်ခဲ့ပြီးခင်ချိုကဝင်းရံခါရဲ့နာမည်ကျော်ကြားမှုကိုလုံးဝအရေးမဆိုင်သလိုဝင်းရံခါကလည်းခင်ချိုရဲ့ရိုးသားပြီးမကြောက်မရွံ့တဲ့စိတ်ဓာတ်ကြောင့်တဖြည်းဖြည်းစိတ်ဝင်စားလာခဲ့ပါတယ်။ဝင်းရံခါကအပြင်ပန်းမှာအောင်မြင်ကျော်ကြားတဲ့မင်းသားတယောက်ဖြစ်ပေမဲ့သူ့ဘဝအတွင်းမှာတော့မိသားစုဖိအားတွေနာမည်ကျော်ဘဝရဲ့အကန့်အသတ်တွေအချစ်နဲ့တာဝန်ကြားကရွေးချယ်မှုတွေကိုရင်ဆိုင်နေရသူတယောက်ဖြစ်ပါတယ်။သူမိခင်နဲ့မိသားစုဝင်တွေကသူ့ရဲ့အနာဂတ်ကိုထိန်းချုပ်ဖို့ကြိုးစားကြပြီးသူ့အတွက်တင့်တော်တဲ့မိန်းကလေးဆိုတာချမ်းသာပြီးအဆင့်တန်းရှိတဲ့သူတယောက်သားဖြစ်တဲ့လို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့ဝင်းဟန်ခါကတော့ခင်ချိုရဲ့ရိုးသားမှုနဲ့တတိကိုတန်ဖိုးထားလာပြီးသူမပေါ်ခန်းစားချက်တွေတိုးလာပါတော့တယ်။ရွှေပုံဟာဝင်းရံခါအပေါ်ချစ်ချင်းမေတ္တာထားပိုင်ဆိုင်လို့စေပိုများသူတယောက်ဖြစ်ပြီးဝင်းရံခါနဲ့ခင်ချိုနီးကပ်လာတာကိုလုံးဝလက်မခံနိုင်သူဖြစ်ပါတယ်။သူမဟာမိသားစုရဲ့ချမ်းသာမှုနဲ့အာဏာကိုအားကိုးပြီးခင်ချိုကိုအမြဲတမ်းနှိမ်ချဆက်ဆံတယ်လို့ဝင်းရံခါနဲ့ခင်ချိုကြားဆက်ဆံရေးကိုဖျက်ဆီးဖို့နီလမ်းမျိုးစုံရှာဖွေနေပါတယ်။ဒါအပြင်ရွှေပုံရဲ့မိသားစုကလည်းခင်ချိုရဲ့နောက်ကအကြောင်းကိုသိချင်နေကြပြီးသူမရဲ့ပေါ်ထွက်လာမှုဟာမိသားစုရဲ့ရှုဝတ်ချက်တွေနဲ့ဆက်နွယ်နေတာကိုစိုးရိမ်နေကြပါတယ်။ခင်ချိုရဲ့ဘဝထဲမှာအကြီးမားဆုံးမေးခွန်းကတော့သူမရဲ့မိခင်တည်ဆုံးမှုဖြစ်ပါတယ်။အစာပိုင်းမှာလူတိုင်းကဒါဟာတာမန်ခေတ်ရတစ်ခုလို့ထင်မြင်ခဲ့ကြပေမဲ့တဖြည်းဖြည်းနဲ့မတူညီတဲ့အချက်အလက်တွေပေါ်လာခဲ့ပါတယ်။တချို့သူတွေကအတိတ်ကိုမပြောချင်ကြသလိုတချို့သူတွေကလည်းခင်ချိုရမိခင်နာမည်ကိုကြားယုံနဲ့အံ့ဩသင့်နေကြပါတယ်။ဒီအရာတွေကြောင့်ခင်ချိုဟာသူမရဲ့မိခင်တေဆုံးမှုနောက်ွယ်မှာဖုံးကွယ်ထားတဲ့အမှန်တရားကြီးတစ်ခုရှိနေတယ်လို့တန်တရားဝင်လာပါတယ်။တစ်ဖက်မှာလည်းခင်ချိုဟာမိဘမဲ့တရားလိုနေထိုင်ခဲ့ရပြီးမြဲ
အမှန်တကယ်တော့သူမရဲ့သွေးထားတော်စမှုဟာချမ်းသာတဲ့မိသားစုတစ်ခုနဲ့ဆက်ဆက်နေကြအောင်အရှိအမြတ်တွေပေါ်လာခဲ့ပါတယ်။သူမကိုတွေ့တဲ့လူတချို့ကအတိတ်ကလူတယောက်နဲ့တူတယ်လို့ပြောကြပြီးသူမရဲ့ရောက်ရှိလာမှုဟာမိသားစုအတွင်းကလူတချို့ကိုစိုးရိမ်စေခဲ့ပါတယ်။ဒီလိုနဲ့ခင်ချိုရဲ့ဆက်ချမစ်ဟာဇလန်းရဲ့အဓိကရှို့ဝချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဝင်းရံခါကတော့ခင်ချိုကိုကူညီပေးဖို့အလုတ်ရှာပေးတာနေစရာစီစဉ်ပေးတာတွေလုပ်ပေးခဲ့ပေမဲ့သူ့စိတ်ထဲမှာလည်းမေးခွန်းများစွာရှိနေပါတယ်။ခင်ချိုဟာဘာကြောင့်ဒီလောက်အထိအားကောင်းနေရတာလဲ။သူမရဲ့အတိတ်မှာဘာတွေချစ်ခဲ့တာလဲဆိုတာသိချင်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာလည်းသူဟာခင်ချိုကိုချစ်မိနေပြီဆိုတာကိုလည်းတဖြည်းဖြည်းနားလည်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့လမ်းကြောင်းဟာလွဲကူမှမဟုတ်ပါဘူး။လူတန်းစားကွာဟာမှုမိသားစုအာဏာအတိတ်ကရှုဝချက်တွေမနာလိုမှုတွေနဲ့အမှန်တရားကိုဖုံးဝယ်ခြင်းတဲ့လူတွေရဲ့အန္တရာယ်တွေကသူတို့နှစ်ယောက်ကြားမှာအမြဲတမ်းရှိနေပါတယ်။ရွှေပုံနဲ့သူမရဲ့မိသားစုကလည်းခင်ချိုကိုဖယ်ရှားဖို့ကြိုးစားနေကြပြီးဝင်းရံခါရဲ့မိသားစုကလည်းဒီဆက်ဆံရေးကိုသဘောမတူကြပါဘူး။အခြားတစ်ဖက်မှာတော့ဝင်းရံခါရဲ့အောင်မြင်မှုနောက်ွယ်မှာလည်းပေးဆက်မှုများစွာရှိနေပါတယ်။သူဟာအနုပညာလောကထဲကိုဝင်ရောက်ဖို့အခက်အခဲများစွာကိုကြော်ဖြတ်ခဲ့ရပြီးသူ့ကိုကူညီခဲ့သူတွေအပေါ်ကျေးဇူးတင်စိတ်ရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီကျေးဇူးတရားတွေကပဲသူ့ကိုမလိုချင်တဲ့ဆက်ဆံရေးတွေနဲ့ချီနှောင်ထားပါတယ်။သူ့အတွက်အချစ်နဲ့တာဝန်ကြားကရွေးချယ်မှုဟာပိုပြီးခက်ခဲလာပါတော့တယ်။ခင်ချိုကတော့သူမရဲ့အတိတ်ကိုရှာဖွေရင်းနဲ့တဖြည်းဖြည်းပိုပြီးတမ်းမာလာပါတယ်။အရင်ကလိုအားနေပြီးဘသူကမှမတုံ့ပြန်ရဲတဲ့မိန်းကလေးမဟုတ်တော့ပဲကိုဘဝကိုရက်တည်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာပါတယ်။သူမဟာလူတွေကသူမကိုဘလို့ပဲနှိမ်ချချဘလို့ပဲအထင်သေးသေးအမှန်တရားကိုရှာဖွေဖို့ဆုံးဖြတ်ထားပါတယ်။ဇလန်းတစ်လျှောက်လုံးမှာအချစ်မိသားစုတစ္ဆာဖောင်မှုအာနာလူတန်းစားကွာဟမှုနဲ့ရှို့ဝဲချက်တွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးခင်ချိုရဲ့ရောက်ရှိလာမှုကလူတိုင်းရဲ့ဘဝကိုပြောင်းလဲစေခဲ့ပါတယ်။အဆုံးမှာတော့ဘသူကအမှန်တရားကိုဖော်ထုတ်နိုင်မလဲဘသူကကိုယ့်အဖြစ်အတွက်ပေးဆက်ရမလဲခင်ချိုဟာသူမရဲ့မိသားစုအစိမံကိုရှာတွေ့နိုင်မလားဝင်းရံခါနဲ့သူမရဲ့အချစ်ဟာလူတန်းစားကွာဟာမှုနဲ့မိသားစုဖိအားတွေကိုကြောဖြတ်နိုင်မလားဆိုတာကဇာလန်ရဲ့အကြီးမားဆုံးပဟေလီအဖြစ်ကြန့်ရှိနေစေဖြစ်ပါတယ်ခင်ချိုရဲ့ရောက်ရှိလာမှုဟာအရင်ကတည်ငြိမ်နေတယ်လို့ထင်ရတဲ့လူတွေရဲ့ဘဝကိုတဖြည်းဖြည်းလှုပ်ခတ်စေခဲ့ပါတယ်အထူးသဖြင့်ရွှေပုံဟာဝင်းရံခါနဲ့ခင်ချိုနီးကလာတာကိုမြင်ရတိုင်းစိတ်မချမ်းသာမရဖြစ်လာပြီးမနာလိုမှုတွေပုံမူပြင်းထန်လာပါတယ်။သူမအတွက်ဝင်းရံခါဟာချစ်သူတယောက်တည်းမဟုတ်ပဲသူမရဲ့ဂုဏ်သိက္ခာနဲ့အနိုင်ယူလိုစိတ်ကိုကိုစားပြုနေသူလည်းဖြစ်ပါတယ်။ဒါကြောင့်ခင်ချိုလိုစင်းရဲပြီးနောက်ခံမရှိတဲ့မိန်းကလေးတယောက်ကဝင်းရံခါရဲ့စိတ်ဝင်စားမှုကိုရရှိနေတာကိုလုံးဝလက်မခံနိုင်ပါဘူး။အဲ့ဒီအကြရွှေပုံဟာခင်ချိုကိုအဆက်ခွဲဖို့အလုတ်ပြုတ်အောင်လုပ်ဖို့နဲ့ဝင်းရံခါနဲ့ဝဲကွာတော့အောင်လုပ်ဖို့အခွင့်အရေးတိုင်းကိုအသုံးချဖို့စတဲ့စ조사လာပါတယ်။ဒါပေမဲ့ခင်ချိုကတော့အရင်လိုညင်ညင်လေးမနေတော့ပါဘူး။သူမဟာဘဝတစ်ချောင်းကြုံတွေ့ခဲ့ရတဲ့နာကျင်မှုတွေကြောင့်ပိုပြီးတန်မာလာခဲ့ပြီးဘသူကမှမကြောက်တော့တဲ့မိန်းကလေးတစ်ယောက်ဖြစ်လာပါတယ်။သူမဟာရွှေပုံရဲ့စကားတွေကိုသိခံပြီးမဲ့ကိုယ်ကုံသိခါထိုက်ခိုင်လာတဲ့အခါပြန်လည်ရင်ဆိုင်ဖို့အစဉ်ရှိနေပါတယ်။ဒီအချက်ကပဲဝင်းရံခါကိုပို့ပြီးဆွဲဆောင်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဝင်းရံခါရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူအများစုကသူ့ရဲ့နာမည်နဲ့ငွေကြေးကိုသာမြင်ကြပေမဲ့ခင်ချိုကတော့သူ့ကိုတာမန်လူတယောက်လိုဆက်ဆံတဲ့တူးတဲ့သောမိန်းကလေးဖြစ်နေလို့ပါ။တစ်ချိန်တည်းမှာပဲဝင်းရံခါရဲ့မိသားစုအတွင်းမှာလည်းဖုံးကွယ်ထားတဲ့ပြဿနာတွေတဖြည်းဖြည်းပေါ်လာပါတော့တယ်။မိသားစုထဲကလူတချို့ဟာခင်ချိုရဲ့နာမည်ကိုကြားယုံနဲ့စိုးရိမ်နေကြပြီးသူမရဲ့မိခင်နဲ့ပတ်သက်တဲ့အတိတ်ကအဖြစ်ဖြစ်တွေကိုပြန်ပြီးတတိယလာကြပါတယ်။အထူးသဖြင့်ခင်ချိုရဲ့မိခင်ဘာကြောင့်ရွတ်တရက်တည်ဆုံသွားခဲ့တာလဲဆိုလဲမေးခွန်းကလူတိုင်းရဲ့စိတ်ထဲမှာအကြီးမားဆုံးရှို့ဝှက်ချက်အဖြစ်ရှိနေစေဖြစ်စေပါတယ်။တချို့လူတွေကဒီအကြောင်းကိုပြောဖို့ရှောင်နေကြပြီးတချို့လူတွေကတော့အမှန်တရားပေါ်ပေါက်လာမှာကိုကြော်ရွံ့နေကြပါတယ်။ခင်ချိုကိုယ်တိုင်လည်းသူမရဲ့အတိတ်ကိုသိကျင်စိတ်ပုံမူပြင်းထန်လာပါတယ်။သူမဟာ
ဘာကြောင့်ငယ်ငယ်လေးကတည်းကမိဘမဲ့ဘဝကိုရောက်ခဲ့ရတာလဲသူမရဲ့မိခင်ဟာဘသူတွေနဲ့ဆက်နွယ်ခဲ့တာလဲဘာကြောင့်လူတချို့ကသူမကိုမြင်ုံနဲ့အံ့ဩတင်သွားကြတာလဲဆိုတာကိုသိချင်လာခဲ့ပါတယ်အဲ့ဒီအတွက်သူမဟာအတိတ်ရဲ့တဲလွန်ဆက်တွေကိုတဆာဆာရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်ဝင်းရံခါကလည်းခင်ချိုရဲ့နှုတ်ကွယ်ကရှို့ဝတ်ချက်တွေကိုသိချင်လာပြီးသူမကိုကူညီဖို့စတင်ကြိုးစားလာပါတယ်ဒါပေမဲ့သူ့ရဲ့လှုပ်ရှားမှုတိုင်းကိုရွှေပုံနဲ့သူမရဲ့မိသားစုကစောင့်ကြည့်နေကြပါတယ်သူတို့ဟာခင်ချိုရဲ့အမှန်တရားပေါ်လာရင်ကိုယ့်အကျိုးစီးပွားထိုက်ခိုက်သွားမှာကိုစိုးရိမ်နေကြပါတယ်အခြားတစ်ဖက်မှာလည်းဝင်းရံခါရဲ့အမှုပညာလောကဘဝဟာပိုပြီးရှုပ်ထွေးလာပါတယ်ပရိသတ်တွေရဲ့မျှော်လင့်ချက်မီဒီယာဖိအားနဲ့မိသားစုရဲ့အမိန့်တွေကြားမှာသူဟာကိုယ်စီခံစားချက်ကိုဖုံးကွယ်ထားရပါတယ်သူ့အတွက်ခင်ချိုကိုချစ်နေတာဟာပျော်ရွှင်မှုတစ်ခုဖြစ်တယ်လို့အန်ဒီရဲ့တစ်ခုလည်းဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအချစ်ကြောင့်သူ့ရဲ့နာမည်အောင်မြင်မှုနဲ့မိသားစုဆက်ဆံရေးတွေအားလုံးဆုံးရှုံးသွားနိုင်လို့ပါ။ဒီလိုနဲ့ဇလန်းဟာအချစ်ဇလန်းတစ်ခုထပ်ပို့ပြီးနှရှင်လာပါတယ်။လူတန်းစားကွာဟာမှုမိသားစုအာဏာငွေကြေးလောဘသစ္စာဖောက်မှုနဲ့ဖုံးကွယ်ထားတဲ့အတိတ်တွေဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီး